ဒေး channel လေးကိုစောင့်မျှော်အားပေးနေကြတဲ့ပြည်သက်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးခြင်းတဲ့ဝိထုတို့လေးကတော့စာရေးသူခင်လာမြခရေးသားထားတဲ့အပြန်လမ်းမှချစ်မြတ်တာဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်။ဒီမြေဒီဟာကျမတို့အစိမ့်သက်သက်တော့မဟုတ်ပါဘူး။ဒါပေမဲ့အရင်ကတွေ့ဘူးသမျှအရာအလုံးဟာပြောင်းလဲသွားတာတော့အမှန်ပါပဲ။လမ်းထိပ်ကကြော်တဲလေးတွေကစွန်းကင်းတွေထနှောင်းမင်းတွေဘာတစ်ခုမှမရှိတော့ဘူး။မြေနီလန်းကလေးတွေစာအုပ်အငားဆိုင်ကလေးတွေကကောဘေးနားစီမှာလေလမ်းထိန်နားစီကအရိပ်အာဝါဒကောင်းတဲ့ဗရောက်ပင်ကြီးလည်းမရှိတော့ဘူးခြံဝင်းတစ်ခုလုံးပန်းမင်တွေအပြည့်စိုက်ထားတဲ့ကြီးတော်ဦးရဲ့အိမ်ခြံနေရာမှာအထက်မြင့်တိုက်တွဲကြီးကမိုးထီမြင့်မားလို့ပါလားမူလအိမ်ဘူးလေးတွေရေနံကြီးဝနေတဲ့အိမ်မဲကြီးတွေခြံဝင်းကျဲကျဲနဲ့အိမ်တွေနေရာမှာမိုးပြန်တိုက်တွေပန်းအဆောက်ဦးတွေစူပါမားကတ်တွေကနေရာယူသွားတယ်။အရင်ကမကြီးမညာနဲ့လမ်းတွေနေရာမှာကွန်ကရစ်လမ်းတွေကဖြူးလို့နေတယ်။ဘာကြီးများရဲ့ခွေးချေဘူးလေးတွေနဲ့ဝိုင်းခွဲထိုင်တောက်ခဲ့ရတဲ့လက်ဖက်ရည်ဆိုင်ကိုလည်းအစအနှံတောင်မတွေ့ရတော့ဘူး။အထက်မြင့်တိုက်တွေလုံးချင်းတိုက်တွေအိမ်ယာစီမံကိန်းတွေကိုနေရာနှံပြားမှာတွေ့ရတယ်။ဈေးဆိုင်တန်းတွေကလည်းတရုတ်စာရှမ်းစာကိုရီးယားစာအစုံရောက်နေတယ်။သပင်အလှပြုပြီးရေးဆိုင်တွေဆိုတာကလည်းမှုလူပေါက်နေတာပဲ။ဖက်ရှင်ဆိုင်တွေကလည်းသူ့ထံကအပြိုင်ဆိုင်ငရုတ်ကောင်းများများနဲ့တပွဲ200ပေးရတဲ့ညနေဘက်မှာထွက်ရောက်နေမိုဟင်းငါဆိုင်လေးကိုဝါရရာလေးနဲ့သွားရတဲ့ဗီဒီယိုငါဆိုင်နေရာလေးကိုလေစိတ်နဲ့မှန်းကြည့်နေမိတယ်။ကျမတို့10နှစ်တာချိန်ကာလဝေးခဲ့တဲ့ဒီနေရာလေးဟာပြောင်းလဲသွားလိုက်တာအံ့မခံစရာပါပဲ။ကျမတို့နေခဲ့တဲ့အိမ်ဘက်စီကိုတော့မဝင်ကြည့်ခဲ့တော့ပါဘူး။နေရာဟောင်းတွေကအမတ်ရစရာတွေကြီးပဲမို့ကျမခန္ဓာရည်မရှိတော့ဘူးလို့ထင်ပါတယ်။တရတော်လေးကိုတော့လွမ်းမိပါတယ်။ခုချိန်ဆိုတရသီးကင်းတွေသိနေပြီ။အညာမခိုင်လို့ကြွေကြတဲ့လေကြွေသီးတွေကိုကောက်ပြီးစားရည်စိမ်အိုးတွေထည့်ခဲ့ကြတာတွေပြန်သတိရနေတယ်။တရသီးစားရည်စိမ်ကိုငပိရင်မွေးမွေးလေးနဲ့အလိုမင်းကြိုက်တဲ့ကိုသက်ဝေကိုသတိရမိသွားတယ်။စမတွေးရတော့ဘူးအတွေးတွေကိုရက်ပစ်လိုက်တယ်။အန်ဒီကျွန်တော်ဘယ်ကိုဆက်မောင်းရမလဲ။တရားကိုကြော်လိုက်ပါလား။ဟိုဘက်ကိုခဏလောက်ဆက်သွားကြည့်ခြင်းသေးတယ်။မြို့နှမျိုးကိုဆက်သွဲထားတဲ့တရားပေါ်မှာကားတွေဥတဟူသွားလာနေကြတယ်။တရားအောက်ကချောင်းရီကတော့မပြောင်းလဲပဲ။ဟိုတုန်းကလူကိုဖီရောင်မှာပဲ။တရားဟိုဘက်ထိပ်ရောက်တော့ပန်းဆိုင်တန်းတွေနာခဏကြည့်မိတယ်။ပန်းဆိုင်တွေကတော့အရင်တုန်းကထက်တောင်များလို့နေသေးတယ်။ကနမအဖြူရောင်ဝင်ကြီးတွေကကျမကိုဆွဲဆောင်နေတယ်။ကျမတဲခိုတဲ့အိမ်အတွက်ဖျားပန်းဝယ်သွားမယ်။ပန်းဝယ်ဖို့အတွက်ကားပေါ်ကအစင်းမှာကျမမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးတွေပြာသွားတယ်။ကိုသက်ဝေမှကိုသက်ဝေအစ်စ်ပါ။စိုက်ကားပေါ်မှာခရီးသည်ရဲ့ပစ္စည်းတွေကိုတေချာတင်ပြီးကြိုးချီပေးနေတယ်။သပင်ကစုပ်ဖွာဖွာမျက်နှာမှာလေနီလောင်အမဲခွက်တွေနဲ့အသားအရည်ကလည်းညစ်ထီးထီးဖြစ်နေပါလား။လူကလည်းပိန်သွားလိုက်တာ။ရုပ်ကိုမနှဲဖမ်းယူရတယ်။ကျမကတော့သူနဲ့မတွေ့တော့တာ10နှစ်ဝန်းကျင်ရှိခဲ့ပေမဲ့လေငယ်ကကျွမ်းနဲ့ငယ်ချမ်းစီမှုကျမရည်နဲ့နှလုံးသားထဲမှာသူ့အရေးကအမြဲထင်ဟပ်လို့နေခဲ့ပါတယ်။အင်ဂျီနွမ်းနွမ်းပစိုးတူတူနဲ့ကိုသက်ဝေဟာကျမကိုလုံးဝမမြင်ပါဘူး။တတိလည်းမထားမိဘူး။စိုက်ကားကိုသာကုန်းယုံနှင်းပြီးထွက်သွားတယ်။ကျမသူ့စိုက်ကားထွက်သွားရနောက်ကိုမျက်စိတစုံလိုက်ကြည့်နေမိတယ်။ကျမရင်ဘတ်ထဲမှာရောလက်တွေပါကရုံကရင်ဖြစ်လို့နေတယ်။မျက်နှာပေါ်မှာလည်းချွေးတွေစွတ်နေမိတယ်။ကားမောင်းတဲ့ခြေတိတ်လေးကစိတ်ပူပင်ဟန်လေးနဲ့အန်ဒီအဆင်ပြေပါရဲ့လားခမညာကျွန်တော်ဘာကူညီပေးရမလဲခမညာရတယ်တာအန်ဒီခဏလေးငြိမ်ငြိမ်နေလိုက်ရင်တက်တာသွားမှာပါကျမမမျော်လင့်တဲ့နေရာမှာမထင်မှတ်တဲ့အနေထားနဲ့ကိုသက်ဝေကိုတွေ့လိုက်ရတော့စိတ်တွေလှုပ်ရှားသွားတယ်ထင်ပါရဲ့အိမ်ကိုသာပြန်ရောက်လာတယ်ကျမစိတ်တွေကဘောင်းမြင်ခတ်နေတော့မှညဘက်ကလည်းကောင်းကောင်းအိမ်မပြောခဲ့ဘူးအတွေးများနဲ့အိမ်မပြောတဲ့ညတာရှည်လွန်းပါတယ်။နေ့လည်ခင်းမှာတော့မနီးကနေရာကိုပဲနောက်တစ်ခေါက်ရောက်လာမိတယ်
စိုက်ကားကိမ်မှာကိုတက်ဝေကိုမတွေးမိဘူးတွေ့လို့တွေ့ညာဟိုဟိုဒီဒီကြည့်နေမိတယ်ကျမလည်းကားထဲမှာပဲထိုင်နေလိုက်တယ်ခဏကြာမှတော့ကိုတက်ဝေရဲ့အမျိုးသမီးခက်ရွယ်တယောက်ရဲ့လေးနှစ်အရွယ်ယောက်ျားလေးတယောက်ရဲ့လမ်းလျှောက်လာတာတွေ့ရတယ်ကိုတက်ဝေကကလေးကိုသူ့ကုတ်ပေါ်ဆွေကနေတင်လိုက်တယ်လက်ထဲမှာလည်းစံတပြီကန်းထည့်ထားတဲ့ပလတ်စတစ်အိတ်ကိုဆွဲထားတယ်ဘေးကခက်ရွယ်အမျိုးသမီးကတော့ဟင်းရွက်တွေပါတဲ့အိတ်တလုံးကိုလက်ကကင်ထားတယ်သူတို့ဟာစိုက်ကားကြီးကလူတွေကိုအော်ဟင်းနှုတ်ဆက်ကြတယ်အမျိုးသမီးကလည်းတခြားစိုက်ကားသမားတွေကိုရေသွမ်းပြောဆိုပြီးလက်မောင်းကိုလည်းပုတ်ခတ်စကားပြောနေတာတွေ့ရတယ်မကြောင်းဝင်မနာသာညဉ့်ညမ်းစကလုံးအချို့ကိုလည်းသူမကပြောဆိုပြီးရေမောနေတာတွေ့ရပြန်တယ်ကျမသူတို့နှစ်ယောက်လုံးကိုတေချာကြည့်နေမိတယ်တည်ကျင်စိတ်တွေပြင်းပြလာတယ်10နှစ်တာကာလအတွင်းမှာကိုတက်ဝေရဲ့ဖြစ်တင်မှုတွေပြောင်းလဲမှုတွေကဘာတွေလဲနောက်နေ့များမှာတော့ကားမောင်းတဲ့ခြာတိတ်ကစုံတန်းမှုတွေကိုပြုတ်ပေးပါတော့တယ်ကျမတည်ကျင်တဲ့အချက်လက်တွေကိုတေချာစုံစမ်းလာခဲ့တယ်ဦးတက်ဝေကအဲ့ဒီအမျိုးသမီးနဲ့အိမ်အောင်ပြုတ်လိုက်တယ်တဲ့အန်ဒီသူတို့စီးပွားရေးကတော့အပြေလဲကြီးမဟုတ်ဘူးအမျိုးသမီးကအိမ်တကာလှည့်ပြီးအဝိလျှော်တဲ့အလုပ်ကိုလည်းလုပ်တယ်မနေ့ကတွေ့တဲ့ကလေးကအဲ့ဒီအမျိုးသမီးရဲ့ပထမအိမ်တော်ကပါလာတဲ့ကလေးလေသူတို့အိမ်ကန်းချင်းချင်းလေးတစ်ခုမှာအိမ်ငှားနေကြတယ်ဦးသက်ဝေကအရက်လေးပါလေးတောက်တယ်တဲ့အန်ဒီကြားရတဲ့စကားတွေကကျမတို့အံ့ဩပနန်းတွေပါလားအကြောင်းဆုံးသိလိုက်ရပြီးတဲ့အခါမှာတော့ကျမမယုံကြည်နိုင်သောတွေဟာရင်ထဲမှာဖြစ်တည်လို့လာခဲ့တယ်အတန်ပြန်အလွန်ကြိုက်နေတတ်တဲ့ကိုသက်ဝေချွေးတစ်လုံးလုံးနဲ့စိုက်ကားနေနေတာမြင်ရပြန်တော့သူမဟုတ်ပါလေစဆိုပြီးအမြင်ရှင်းနေတဲ့ကျမမျက်လုံးတွေကိုတဖန်ပုတ်ပြီးကြည်နေမိပြန်တယ်သူသမီးလေးတွေကိုပြိုင်ဆန်ရှာတူနိုင်မမီအောင်ချစ်မြတ်နိုးခဲ့တဲ့ကိုသက်ဝေအခုများတော့ကွယ်သူများသားသမီးသူများသွေးကိုလေကုတ်ပေါ်တင်ပြီးကိုသွေးသားပမာချစ်နေလိုက်တာများမြင်ရတဲ့ကျမမချင်မရဲဖြစ်လိုက်တာကိုသက်ဝေရဲ့အတန်ပြန်အလွန်ကြိုက်စားကောင်းတောက်ဖွယ်အလွန်မမောတဲ့ကိုသက်ဝေရဲ့လေးအဝေးအစားခဏွန်းနှန်းလေးနဲ့စံတိုလေးကိုလက်ကဆွဲထားတယ်သူ့ရဲ့ဟန်ပန်တွေကကျမရဲ့မျက်ဝန်းထဲမှာဆွဲကြံလို့နေတယ်အိမ်ကန်းချင်းလေးမှာငားနေပြန်တဲ့အိမ်ကြီးရင်ကိုကအသက်ရှင်မဝဘူးခင်ကိုလိုအိမ်ကိုလေကောင်းလေတန်းရအောင်ပြတင်းပေါင်များများလေးနဲ့စောင့်တော့ဒီလိုဘဝနဲ့တွေ့လိုက်ရမယ်လို့စဉ်းတောင်မစဉ်းစားဘူးခဲ့တဲ့အမှန်ပါကိုသက်ဝေအနောက်ဘက်နိုင်ငံမှာနေထိုင်ရင်နှင်းနှင်းငယ်ကြမြင်လာတော့တတိယစိတ်တွေပေါ်လာတယ်ကို့ပေါ်မှာစိမ့်စိမ့်ကကနဲ့မလူတမရန်သူလိုအပြုမှုတွေနဲ့ကိုသက်ဝေကိုမုန်းတဲ့စိတ်အနိုင်ယူလိုတဲ့စိတ်တွေသာတဖွာဖွာပေါ်ပေါက်လို့နေခဲ့တယ်ငါပေါ်လုံးရလေးချင်းငါတီးဆောက်ထားတဲ့မိသားစုဘဝလေးကိုပြည့်စည်ရလေးချင်းဆိုတဲ့စိတ်တွေနဲ့လူကိုတေမတက်ခံစားခဲ့ရတယ်။သူကနိုင်ငံရဲ့ချမ်းသာစည်းဝါးကိုကောင်းကောင်းမရှာလာပဲအချစ်သစ်ကိုပွားစီလာပြီးပင်ရင်မိသားစုအတိုက်မြုံကိုဖြက်လို့ဖြက်စီလုပ်ရတယ်။ဟိုမိန်းမကသူစည်းစိမ်ဥစ္စာကိုမမောလို့အပိုင်ဆိုင်တာကိုမေတ္တာစင်နဲ့တကယ်ချစ်မြတ်နိုးတဲ့ထင်ရှားတဲ့ကိုသက်ဝေနောက်ဆုံးတော့ရွှေသမင်အလိုက်မပြီးအယူကြီးပမာရောင်ချချနေအချိန်ဆိုတာစီးတစ်ခွက်ပါပဲအချိန်ကြာလာတဲ့အခါမှာတော့စိတ်တွေဟာအနေထိုင်လာတယ်သူကိုယ်ပေါ်မှာငေးညာခဲ့တာလေးတွေမိသားစုကိုချစ်ခဲ့တာလေးတွေဟာကိုယ်ရင်ထဲမှာအမှတ်ရလို့တော့နေတယ်သူများမိသားစုလေးတွေရဲမောပျော်ရွှင်နေတာမြင်တွေ့ရပြန်တော့ကိုယ်ရင်မှာဆွေးဆွေးမြင့်မြင့်နဲ့နာကျင်ရပြန်နေအလုတ်တွေဖိလုတ်တယ်အတက်နိုင်ဆုံးအတွေးတွေကိုဖျောက်ပစ်တယ်အားလည်းရသားမိ3ယောက်ဆိုရင်ကိုသက်ဝေအကြောင်းကိုပြောပြကြတယ်ကလေးတွေကလည်းသူတို့အဖေကိုလွမ်းဆွကြတယ်အတိတ်ကအကြောင်းလေးတွေကိုပြန်ပြောကြရင်မျက်ဝန်းမှာမျက်ရည်စာတွေတီးလို့ပြန်မရနိုင်တော့တဲ့ဘဝလေးကိုမှန်းပြီးတန်းတာမိနေကြတယ်လူတွေမှာအရာအလုံးပြည့်စုံကုန်လုံးကြပြီဆိုရင်အလိုချင်ဆုံးကမိသားစုဘဝလေးပါပဲမိသားစုနဲ့အတူတူပဲလှပတဲ့နေ့ရက်များကိုအတူတကွဖြတ်သန်းကြင်ကြတယ်မမေရဲ့ညီမပြည်ကိုခဏလောက်ပြန်ပါသမီးတို့ကခွင့်မရလို့မလိုက်ခင်နိုင်တော့ဘူးဖေဖေလည်းဘလူနေထိုင်နေတယ်သိရတာပေါ့
သူလဲလိုက်မယ်ဆိုရင်မမေတခါတည်းသာခွန်လာခဲ့ပြီတော့သမီးတို့လည်းဖေဖေကိုလွမ်းနေဖေဖေနဲ့အတူတူနေချင်းနေကလေးတွေကတော့အဖေကိုသူတို့အနာခေါ်ထားခြင်းနေသူတို့ဘဝလေးတွေပြည့်စုံအောင်မြင်နေတာအဖေကိုမြင်တွေ့စေခြင်းနေအဖေရဲ့လက်ကျန်ဘဝလေးကိုသူတို့လေးတွေနဲ့အတူကုံဆုံးစေခြင်းညာတယ်အခုလိုအခြေအနေတွေကိုကလေးတွေသာသိသွားရင်သူတို့အဖေကိုပြန်ခေါ်ခြင်းပါတော့မလားသူမိသားစုဘဝလေးကိုသူဖန်တီးထားပြီလေသူဘဝတည်လေးမှာပဲသူပြုံမွေ့နေပုံရတယ်ဟိုရခင်တဲကတီဟောင်းကျွမ်းဟောင်းမတ်ဆွေတို့စီကိုခြေဥလဲရတယ်ပြန်မပြောချင်တဲ့အတိတ်ကအကြောင်းတွေကိုပြန်ပြောကြရင်သူရောကျမပါမျက်ရည်တွေကြာရပြန်နေကျမမတ်ဆွေကိုအယူအကြောင်းပြောပြလိုက်တယ်ကုသက်ဝေကနောက်အိမ်တောင်းနေဆိုတော့ကျမသူ့ကိုခေါ်သွားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးမဆွေဒီငွေတွေကိုသူ့ကိုပေးပေးပါကျမရောက်နေတယ်လို့လည်းပြောပေးပါသူ့သမီးတွေကပေးလိုက်တဲ့ငွေလို့မဆွေပြောပါကျမမပြင်းခင်ကိုသက်ဝေနဲ့တွေ့ချင်တဲ့မဆွေစကားလေးပြောချင်တယ်ဒီမြေဒီရေကိုကျမနောက်တစ်ခေါက်ပြန်မလာတော့ဘူးကားမောင်းတဲ့လူငယ်လေးနဲ့အတူမဆွေကိုသက်ဝေစီရောက်သွားတယ်ကုသက်ဝေကမဆွေကိုမြင်တော့အမူအရာရှက်ကူးရှက်ကန်းနဲ့ဖြစ်နေတယ်မဆွေကတော့ခင်ပြောပြထားလို့အံ့ဩတဲ့ပုံစံတိတ်မဖြစ်မိဘူးအရင်ကမဆွေသိခဲ့တဲ့ကုသက်ဝေကဒီလိုအနေထားမျိုးမှမဟုတ်တာအခုတော့သူ့အနေထားကြည့်ရတာအရာရာချွတ်ချွတ်ငင်းငင်းနဲ့တနာစရာပါချောင်ကြကြလက်ဖက်ရည်ဆိုင်ထဲမှာလက်ဖက်ရည်တောက်ရင်မဆွေကလာရင်ကိစ္စကိုပြောပြလိုက်တယ်ခင်ဒီကိုပြန်ရောက်နေတယ်နော်ကိုသက်ဝေကလွန်စွာအံ့ဩသွားတယ်အဝေးကိုလမ်းကြည့်နေတဲ့သူ့မျက်ဝန်းမှာမျက်ရည်တွေဝေလိုနေတယ်မဆွေကငွေတွေကိုလမ်းပေးလိုက်တယ်သိန်း150ကငွေတွေဟာကိုသက်ဝေတို့အတွက်တော့အထောက်အကူတစ်ခုဖြစ်မှာပါကိုသက်ဝေတူဝေသွားတယ်သူစကားပြန်မပြောနိုင်မီခဏအကြာမှကျွန်တော်ဒီငွေတွေကိုလက်မခံမရစေနဲ့မဆွေကျွန်တော်သူနဲ့လည်းမတွေ့ချင်တော့ဘူးသူကဘာစကားမှလည်းပြောစရာမရှိဘူးကျွန်တော်ဘဝနဲ့ကျွန်တော်ရှိပါသည်ကျွန်တော်ကိုလာမပတ်သက်ပါနဲ့လို့ပြောပေးပါကျွန်တော်အခုအိမ်တော်ဘက်ကကျွန်တော်ပေါ်မှာနားလေတယ်ကျွန်တော်ခင်းနဲ့ကွင်းပြီးလမ်းပေါ်မှာစားရမယ်တောက်ရမယ်ဖြစ်ဖူးတယ်သူနဲ့ကျွန်တော်လမ်းခွဲတော့ငါရခဲ့တဲ့ငွေတွေကိုလည်းဟိုမိမ့်မရုပ်ကယူပြေးသွားတယ်ကျွန်တော်ဘွဲရပြီးသားတယောက်ဖြစ်ပေမဲ့ပညာနဲ့အလန်းကွာဝေးသွားပြီဖြစ်လို့ရုံးတွေမှာလှုပ်ဖို့အဆင်မပြေတော့ဘူးမဆွေရဲ့အိမ်သားကဘယ်မှာလဲညဆောင်ဝင်လှုပ်တယ်အေးပြတာတွေများလာတော့ကျွန်တော်အဆင်မပြေပြန်ဘူးနောက်တော့ကျွန်တော်လည်းရလှုပ်ဝင်လှုပ်ရင်ကျမ်းမာရေးကချို့တယ်လာတယ်လွန်ခဲ့တဲ့3နှစ်လောက်ကတော့အခုအိမ်တော်ဘက်နဲ့လက်တွဲလိုက်တယ်သူကလည်းမုတ်ဆိုးမတယောက်ပါကျွန်တော်ထက်တော့အသက်အများကြီးငယ်တယ်ကလေးတယောက်ရှိတယ်ကျွန်တော်ဘဝကတော့အမမြင်တဲ့အတိုင်းပါပဲဘာတစ်ခုမှမပြည့်စုံတာတော့အမှန်ပါကျွန်တော်ဘဝတည်းမှာကျွန်တော်ပြောနေပါပြီကျွန်တော်ဒီဘဝမှာကျေနပ်တယ်ဒီငွေတွေကိုလည်းကျွန်တော်မလိုချင်ဘူးကျွန်တော်မိသားစုပေါ်မှာကြီးမားတဲ့အမကိုကျူးလွန်ထားသူပါအမသူတို့မျက်နှာတွေကိုကျွန်တော်မကြည့်ဝင်တော့မဆွေကကျေးဇူးပြုပြီးသူ့ကိုပြောပေးပါကျွန်တော်ကလည်းဘယ်တော့မှလာမပတ်သက်ပါနဲ့လို့နော်အမလေရင်မော်တက်ခါနီနောက်ကိုလှည့်ကြည့်လိုက်မိတယ်ဒီမြေဒီကိုကျမနောက်တစ်ချိန်ပြန်ရောက်ဖို့ဆိုတာမသေးကြတော့ပြီပဲရင်ထဲမှာဝမ်းနေလိုက်တာမွေးကလေးကတစ်သက်လုံးနေလာခဲ့တဲ့ဒီမြေချစ်တဲ့သူနဲ့မခွဲခွာပဲအတူနေလာကြတဲ့ချစ်တော်မြေမြေတားတရားတွေအပြည့်နဲ့လွှမ်းခြုံထားတဲ့အမိမြေဒီမြေဒီရေဒီလေးကိုနောက်ဆုံးချိန်နဲ့မြင်တွေ့ပါရစေချစ်တော်မြေရဲ့ရနံလေးကိုတဝါကြီးရှူရှိုက်ခွင့်ပြုပါကျမအသက်ကိုပြင်းပြင်းရှူရင်လေးရင်မောကိုတက်လိုက်တယ်လေရင်ပြင်းပေါက်ကနေအပြင်ကိုကြည့်နေမိတယ်ချစ်တော်မြေရဲ့မြင်ကွင်းအလုံးမုံဝါသွားသည့်ထိကျမမျက်လုံးတွေလေရင်ပြင်းပေါက်ကနေမခွာမိဘူးယောက်ျားကောင်တယောက်ရဲ့စိတ်ဓာတ်နဲ့ပြက်သားစွာပြောလိုက်တဲ့စကားတွေအတွက်ကျေးဇူးတင်ပါတယ်ကုသက်ဝေဘဝသစ်မှာအမြဲပျော်ပါစေစာရေးသူခင်လားမြတ်ခိုင်ရေးသားထားတဲ့ဝိထုလိုလေးကတော့ဒီမှာတင်ပြီးဆုံးလို့သွားပါပြီနားဆင်ပြီးကြတော့ချစ်ပြိတ်သက်ကြီးကိုလည်းကျေးဇူးထိုးပြီးနေရှိပါတယ်ရှင်